ဘာအရှိဆုံးစကားလုံးလို့ပြောလိုက်လို့ရှိရင်လူအများစုကဒီ pneumono ultramicroscopic silico volcano coniosis ဆိုတဲ့စကားလုံးကိုပြင်းပြင်းမိကြမှာပါဒါပေမဲ့တကယ်တော့မဟုတ်ပါဘူးဒါပေမဲ့သင်က dictionary ထဲမှာဖော်ပြတဲ့အရှိဆုံးစကားလုံးကိုပြောတာဆိုလို့ရှိရင်တော့သင်မှန်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တကယ်တမ်းကမ္ဘာအရှိဆုံးစကားလုံးကဘယ်ဟာဖြစ်မလဲတကယ်တမ်းကမ္ဘာအရှိဆုံးစကားလုံးက Titan ရဲ့ chemical name ဖြစ်ပါတယ် Titan ဆိုတာကတော့လူတွေရဲ့ကြွက်သားကြုံချင်းဆက်ချင်းလုပ်တဲ့အခါမှာကြွက်သားတွေရဲ့ elasticity ကိုထိန်းထားပေးတဲ့ protein တစ်မျိုးဖြစ်ပါတယ် Titan ရဲ့ chemical name ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်စာလုံးရေပေါင်း1,89,816လုံးနဲ့ဖွဲ့စည်းထားတာပါတကယ်သင်ကဒီစာလုံးကိုတအားရင်းနှီးလို့သူ့အတန်အတွက်ကိုတစ်လုံးမတန်အမားရမရှိပဲဖတ်နိုင်နေဆိုရင်တော့မှပဲသင်ဒီစာလုံးကိုအစကနေအဆုံးထိဖတ်ဖို့ကိုအချိန်3နာရီခွဲလောက်အချိန်ယူရမှာပါတကယ်တမ်းရှေ့လုံးလာပါရဲ့ဆိုတဲ့ pneumono ultramicroscopic silico volcano coniosis တို့ supercalifragilisticexpialidocious တို့စကားလုံးတွေတောင်မှပဲစာလုံးကြီး30ကျော်40ကျော်လောက်နဲ့ပဲဖွဲ့စည်းထားတာပါ PDF file နဲ့တောင်မှပဲ Titan ရဲ့ chemical name ကိုရေးဖို့အတွက်စာမျက်နှာ40မျက်နှာလောက်ကုန်ပါတယ် And that's all for today guys. Oh wait, by the way, General Honor Language Center က Basic English Grammar in Use အတန်းကို January intake အတွက်ဝင်းမြောက်ဝန်သားစွာဖွင့်လှစ်ပေးလိုက်ရပါတယ်။ New Year promotion အနေနဲ့ January 2ရက်နေ့မတိုင်ခင်အနှံတဲ့သူတိုင်းကိုအထူး promotion ပေးရသွားမှာလည်းဖြစ်ပါတယ်။အသေးစိတ်ကိုတော့ chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။ Thank you for watching Language at Your Service Honor Language Center.